ရက်60ခဏကိုပြောင်းလဲမဲ့အစီအစဉ်ကိုကျမတို့စေကန်းကပြုလုပ်ပေးတဲ့ 60 days body transformation program မှာအခုဝိတ်ချစေနောက်ဆုံးပေါ်ဝိတ်ချစေကိုကျမတို့စေကန်းက10ပတ်တိတိထိုးရမှာဖြစ်ပါတယ်။ဒါအပြင်ဒီ program ဂျိုင်းရွေစင်ကာလအတွင်းရော program ပြီးွားနောက်ပိုင်းမှာရော calorie deficit လည်းဖြစ်အောင်အစာအာဟာရအုပ်စုတွေတင်းတင်းကြပ်ကြပ်ပါဝင်တဲ့ဒီအစားအသောက်တွေကိုပေါ့နော်စီစဉ်လေ့ကျင့်တတ်အောင်ကိုရည်ရွယ်ပြီးတော့ကျမတို့စေကန်းကနေပြီးတော့မှ mix တို့အိမ်အရောက်တင်တာမိပေါက်တွေကို10ရက်တိတိပို့ဆောင်ပေးမှာလည်းဖြစ်ပါတယ်။ဒါအပြင်ကျမတို့နေစေကန်းကကျမနေစေကန်းကနေ try မဲ့ကျမရဲ့နေရ client တွေအတွက်ကိုကျမတင်တာမိပေါက်တွေကိုအိမ်တိုင်းရောက်မပို့ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့နေစေကန်းက join တဲ့လူတွေအတွက်ကိုတော့ကျမကဒီ protein supplement တွေကို support လုပ်သွားတာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒီဝိတ်ချနေစဉ်ကာလအတွင်းမှာလေးစင်များလောက်ကမဲ့သူတွေလှုပ်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ကျမတို့ဝိတ်ဆချတဲ့အချိန်မှာလုပ်တဲ့ beginner level ဒီလေ့ကျင့်ခန်းတွေကို certified trainer ရဲ့အကူအညီကိုယူပြီးတော့ဒီ recorded video တွေကိုလည်းကျမပို့ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ကျမတို့ဒီဝိတ်ချစေကိုလုံးယူရတဲ့အခါမှာကျမတို့ရဲ့မူလကဏ္ဍပူကျမရေးစစ်စစ်အခြေအနေတွေကိုတွေးစစ်စေရရှိပါတယ်။အဲ့ဒီ 60 day body transformation program မှာဆိုလို့ရှိရင်ဒီတွေးစစ်စစ်ချက်တွေဖြစ်တဲ့ကြောက်ကပ်အသက်ဒီ thyroid function တွေစစ်ဆေးတာတွေကိုလည်းဒီ program ထဲမှာထည့်သွင်းပေးထားရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်မကဒီ 60 day body transformation program ရဲ့ first part ကို July 1st ကနေပြီးတော့မှ July 31st ထိကျွန်မက first intake လက်ခံမှာဖြစ်ပြီးတော့ကဲဝိတ်ချဖို့စဉ်းစားနေတဲ့မိတ်ဆွေတွေဝိတ်ချစေပူထုံးမှုစဉ်းစားနေတဲ့မိတ်ဆွေတွေကိုကျွန်မ program မှာပြန်လည်တွေ့ပါမယ်။ဒါသာလည်းဖြစ်ပါတယ်။ဒါသာတဲ့ aesthetic တွေရဲ့ founder လည်းဖြစ်ပါတယ်ရှင်။